အမျိုးသမီးတယောက်ကမိုင်းထဲမှာသူ့ရဲ့ပုံရိပ်ကိုမမြင်ရတော့တာကိုတွေ့လိုက်ရပါတယ်။သူစက်ပြခဲတဲ့တုံးကိုကောက်ကင်လိုက်တဲ့အခါမှာတော့သူကိုပြောင်းလိုက်တဲ့စွမ်းရည်ရသွားပြီဆိုတာကိုသဘောပေါက်သွားပါတယ်။အဲ့ဒီအချိန်မှာပဲစက်ပြခဲကမတော်တဆပြုတ်ကျသွားပြီးသမရကြီးရဲ့အာရုံကိုချက်ချင်းဖမ်းဆလိုက်ပါတယ်။သူကဒီမြင်ကွင်းကြောင့်အလွန်အမင်းထိတ်လန့်သွားခဲ့ပေမဲ့ကောင်မလေးကတော့အယမ်းပျော်နေခဲ့ပါတယ်။ဒါပေမဲ့သူမသိတာကသူ့ရဲ့ကိုပြောင်းစွမ်းရည်မှာအချိန်အကန့်အသတ်ရှိတယ်ဆိုတာပါပဲ။သူ့အဖို့အစားတွေကဘယ်အချိန်မှမသိပဲပြန်ပေါ်လာပါတယ်။သမရကြီးကအယမ်းလန့်သွားပြီးချက်ချင်းအော်ဟစ်ကအပြင်ကိုပြေးထွက်သွားပါတယ်။ဒီအချိန်မှာတော့ကောင်မလေးကသူ့အဖို့အစားတွေပြန်ပေါ်လာပြီဆိုတာကိုသိလိုက်ရပါတယ်။ဒါပေမဲ့သမရကြီးကရေချိုကန်ထဲမှာတရေဒီကောင်ချီနေတဲ့ကိုထင်ထော်ပြီးအိမ်တော်တင်းကိုချက်ချင်းခေါ်ကအမြန်လာပြီးရှင်းလင်းဖို့အမိန့်ပေးလိုက်ပါတယ်။မတွေ့သွားအောင်လို့သူမကသူ့အဖို့အစားတွေကိုချက်ချင်းချွတ်လိုက်ပါတယ်။အိမ်တော်တင်းရုပ်လိုက်တဲ့အခါမှာတော့သူကမြေပြင်ပေါ်ကအဝတ်စားတစ်စုံကိုပဲတွေ့လိုက်ရပါတယ်။ကောင်မလေးကတော့ဘေးမှာရက်နေပြီးတခြားသူတွေကသူ့ကိုမမြင်ရပါဘူး။ဒါပေမဲ့ကောင်မလေးကထွက်သွားတော့မယ့်အချိန်မှာပဲသူ့ရဲ့ကိုပြောက်စွမ်းရည်ကနောက်တစ်ခါထပ်ပြီးပြက်ပြက်ဆော့ပြူလာပါတယ်။ဒါကိုအဆောင်တေလောက်ကမြင်သွားပြီးကြောက်လန့်တကြားအော်လိုက်ပါတယ်။သူမကသမရကြီးရဲ့ရေချိုးတစ်ပတ်ကိုအမြန်ဆွဲယူပြီးအပြင်ကိုပြေးထွက်သွားခဲ့ပါတယ်။ဒါပေမဲ့သမရကြီးကသူ့ရေချိုးတစ်ပတ်ပျောက်သွားတာကိုသတိမထားမိပါဘူး။အိမ်တော်တင်းရဲ့ပုံစံကတမျိုးဖြစ်နေတာကိုမြင်တော့သူကအိမ်တော်တင်းကိုအဝတ်စားတွေယူလာဖေးဖို့ပြောလိုက်ပါတယ်။ကောင်မလေးအိမ်ပြန်ရောက်ပြီးတဲ့နောက်မှာတော့ကိုပြောက်နေတဲ့အချိန်ကိုထိန်းချုပ်လို့မရတဲ့အကြောင်းသူရင်အရန်ကိုစိတ်တူနှိခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲကောင်မလေးကတတိတစ်ခုကိုတွေးလိုက်ပါတော့တယ်။